ဖုံးရွှေပညာဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့တဘာဝတရားရဲ့စွမ်းအင်တွေလေထုစီးဆင်းမှုတွေနေအောင်ခြီတွေနဲ့လူသားတွေရဲ့နေထိုင်မှုဟန်ချက်ညီအောင်ညှိယူပေးတဲ့ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာပဲဖြစ်ပါတယ်လူတစ်ယောက်မှာသွေးလက်ပတ်ကောင်းမှုဖို့လိုသလိုအိမ်တအိမ်မှာလည်းအိမ်ထဲမှာလေကောင်းလေတန်းရဖို့နေအောင်ခြီကောင်းကောင်းရဖို့အရေးကြီးပါတယ်အဲ့ဒါတွေကိုစနစ်တကျနေရာချတာဟာဖုံးရွှေပညာပါပဲမင်္ဂလာပါအပင်တွေကိုချက်မြတ်နိုးတဲ့ပြည်သက်တွေနဲ့ကျွန်တော်ရဲ့ Leo Bonsai and Nursery ကမိတ်ဆွေများအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်အပင်ကျောင်းတွေဝေမျှတဲ့အခါမှာအပင်တွေနဲ့ဖုံးရွှေပညာဘယ်လိုဆက်ဆက်လဲဆိုတာကိုပြောပြလိမ့်ရှိပါတယ်အဲ့ဒီခါမျိုးမှာတချို့ကပြောကြတယ်ဖုံးရွှေဆိုတာဘေဒင်လူမျိုးလားဖုံးရွှေဆိုတာကိုးကွယ်ရလားဆိုပြီးတော့မိခွန်းထုတ်ကြတာရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဖုံးရွှေပညာဆိုတာတကယ်တော့ဘာလဲဘာလို့ဘေဒင်ပညာနက္ခတ်ပညာမဟုတ်ပဲလက်တွေ့ကျတဲ့သိပ္ပံပညာဖြစ်ရတာလဲဆိုတာကိုတေချာလေးရှင်းပြချင်ပါတယ်ပထမဆုံးအနေနဲ့ဖုံးရွှေဆိုတဲ့စကားလုံးကိုစပြီးတော့ခွဲကြည့်အောင်ပါဖုံးဆိုတာလေပါရွှေဆိုတာကတော့ရေပါဒီတော့ဖုံးရွှေဆိုတာအဆောင်တွေဆောင်းခိုင်းတာမဟုတ်ပါဘူးနက္ခတ်တွေနဲ့လည်းတွက်လို့မရပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့တဘာဝတရားရဲ့စွမ်းအင်တွေလေထုစီးဆင်းမှုတွေနေအောင်ခြီတွေနဲ့လူသားတွေရဲ့နေထိုင်မှုဟန်ချက်ညီအောင်ညှိယူရတဲ့ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာပဲဖြစ်ပါတယ်လူတစ်ယောက်မှာသွေးလေလေပတ်မှုကောင်းဖို့လိုသလိုအိမ်တအိမ်မှာလည်းအိမ်ထဲမှာလေကောင်းလေတန်းရဖို့နေအောင်ခြီကောင်းကောင်းရဖို့ကအရေးကြီးပါတယ်အဲ့ဒါတွေကိုစနစ်တကျနေရာချတာဖုံးရွှေပညာပါပဲဘေဒင်ကလူတစ်ယောက်ရဲ့ကံကြမ္မာကိုတွက်ချက်တာဆိုရင်ဖုံးရွှေပညာကအဲ့ဒီလူလက်ရှိနေထိုင်တဲ့ပတ်ဝန်းကျင်ကိုစိတ်ချမ်းမြေ့အောင်လက်တွေ့ကျကျပြုပြင်ပေးတာဖြစ်ပါတယ်ဒါဆိုရင်အပင်တွေကဖုံးရွှေမှာဘယ်လိုအရေးပါလဲဆိုတော့ကြည့်ရမှာဖုံးရွှေပညာမှာအပင်တွေဟာရှင်သန်ခြင်းနဲ့တိုးတက်ခြင်းကိုဆောင်တဲ့သစ်သား dressing wood element ဖြစ်ပါတယ်အပင်တွေကနေစွမ်းအင်ကောင်းတွေထွက်တယ်လို့ဖုံးရွှေမှာပြောတာဟာလက်တွေ့သိပ္ပံနည်းအရကြည့်ရင်အယမ်းမှန်ပါတယ်ဥပမာအနေနဲ့ပြောရရင်အပင်တွေကအိမ်တွင်းကညစ်ညမ်းတဲ့လေထုနဲ့အဆုတ်ငွေ့တွေကိုစုပ်ယူပေးပါတယ်ပြီးတော့အောက်ဆီဂျင်ကိုပြန်ပြီးထုတ်ပေးပါတယ်ကျွန်တော်တို့အလုပ်ပင်ပန်းလို့စိတ်ဖိစီးနေတဲ့အခါဒီလိုစိမ့်စိမ့်ဆူဆူအပင်လေးတွေကြည့်လိုက်ရင်စိတ်နှလုံးကအလိုလိုအေးချမ်းသွားတတ်ပါတယ်ဒါအပြင်ဖုံးရွှေပညာမှာအိမ်ထဲကိုစူးများတဲ့အပင်တွေမထားဖို့ရှောင်ခိုင်းတတ်ပါတယ်ဒါဟာရတရားခြေတာလည်းမဟုတ်ပါဘူးအိမ်ထဲမှာတွာလာလှုပ်ရှားရင်စူးစူးမှာထိခိုက်ဒဏ်ရာရမှာကိုလက်တွေ့ကျကျကာကွယ်ပေးရှင်းတာဖြစ်ပါတယ်အဲ့ဒီအစာအရွက်ဝိုင်းတဲ့အပင်တွေအသားထူထူရှိတဲ့အပင်လေးတွေထားတဲ့အခါမှာမြင်ရသူကိုပို့ပြီးတော့အမြင်အေးစေပါတယ်ဒါဟာလည်းရတရားခြေတာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဖုံးရွှေပညာဆိုတာမမြင်ရတဲ့အောက်လန်းတွေရတရားခြေတာတွေလုံးဝမဟုတ်ပါဘူးမိမိတို့နေထိုင်တဲ့အိမ်ပတ်ဝန်းကျင်ကိုတဘာဝတရားနဲ့အညီလက်ပအောင်စိမ့်လန်းအောင်ဖန်တီးပြီးတော့မိမိတို့ရဲ့စိတ်ကျန်းမာရေးကိုယ်ကျန်းမာရေးကိုမြင့်တင်ပေးတဲ့လက်တွေ့ကျတဲ့နေထိုင်မှုအမှုပညာ art of living တာဖြစ်ပါတယ်နောက်တစ်ခုပြောပြချင်တာကဘေဒင်နက္ခတ်ပညာနဲ့ဖုံးရွှေပညာဘာကွာလဲအဓိကပြပြရမယ့်အချက်တွေကျွန်တော်ပြောပြချင်ပါတယ်လူတွေအထင်မှားနေတဲ့အချက်ကိုကျွန်တော်အခုပြောပြမယ့်အချက်တွေနဲ့ခွဲခြားပြနိုင်ပါတယ်ဘေဒင်နက္ခတ်ပညာမှာအခြေခံမှုအနေနဲ့ကတော့ကံကြမ္မာမွေးတက်ခရစ်နဲ့နက္ခတ်တာယာတွေပေါ်မူတည်ပြီးတော့ယုံကြည်ကိုးကွယ်မှုသဘောဆောင်ပါတယ်ဖုံးရွှေပညာမှာကျတော့ပတ်ဝန်းကျင်အနေထားဘိတုကပညာတင်ချာနဲ့တဘာဝ dressing အလင်းလေရေပေါ်မှာအခြေခံပါတယ်ဘေဒင်နက္ခတ်တွေမှာဘယ်လိုလှုပ်ဆောင်တာလဲဆိုကန်ဆိုးရာတွေပြပြောက်ဖို့တော့ရတရားတွေခြေတယ်အဆောင်ရောင်တွေလောက်တာတွေရှိပါတယ်ဖုံးရွှေပညာမှာကျတော့အိမ်တွင်းပရိဘောကနေရာချထားတာတွေလေဝင်လက်ထွက်ကောင်းအောင်လုပ်တာတွေနေအောင်ချီရရှိအောင်လုပ်တာတွေတဘာဝအပင်တွေကိုသုံးပြီးတော့ပတ်ဝန်းကျင်ကိုပြုပြင်ပြောင်းလဲပါတယ်နောက်ဆုံးရလဒ်ကတော့ဘေဒင်နက္ခတ်ပညာမှာစိတ်ပိုင်းဆိုင်ရာယုံကြည်မှုနဲ့ဖြစ်သိမ်းမှုကိုပေးပါတယ်
ဖုံးရွှေပညာရဲ့ရလဒ်ကတော့ကိုယ်ခန္ဓာကျန်းမာရေးစိတ်ကြည်လင်မှုနဲ့လူရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါတယ်။ဘေဒင်ပညာကဘေဒင်နက္ခတ်ပညာကလူတစ်ယောက်ရဲ့မွေးရပါကံကြမ္မာကိုတွက်ချက်တာဆိုရင်ဖုံးရွှေပညာကတော့အဲ့ဒီလူလက်ရှိရှင်သန်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုစိတ်ချမ်းမြေ့စရာကောင်းအောင်မြင်မှုတွေတည်ဆောင်လာနိုင်အောင်လက်တွေ့ကျကျဖန်တီးပေးတဲ့ပညာပဲဖြစ်ပါတယ်။အပင်တွေနဲ့ဖုံးရွှေပညာဘယ်လိုဆက်ဆက်နေလဲဒီဟာကတော့အရင်အရေးကြီးပါတယ်ဖုံးရွှေပညာမှာအပင်တွေဟာအရေးကြီးဆုံး dressing တစ်ခုဖြစ်တဲ့တစ်သား dressing wood element ကိုကိုစားပြုပါတယ်အပင်တွေကနေဖုံးရွှေအရာရောလက်တွေ့သိပ္ပံနည်းအရာပါဘယ်လိုအကျိုးပြုလဲဆိုတာကိုကျွန်တော်တွဲပြီးရှင်းပြပေးပါမယ်စွမ်းအင်ရှင်သန်မှု chi energy အပင်တွေဟာရှင်သန်ကြီးထွားနေတဲ့တက်ရှိတွေဖြစ်လို့သူတို့မှာကောင်းမွန်တက်ကြွတဲ့စွမ်းအင် positive chi ဆိုတဲ့စွမ်းအင်ရှိပါတယ်အိမ်တွင်းကတောင်ကွေးတွေမှာအမောင်ကျတဲ့နေရာတွေမှာစွမ်းအင်သေးတွေကိုအပင်တွေကပြန်လည်ရှင်သန်စေပါတယ် dressing ၅ပါးဟန်ချက်ညီမှုဖုံးရွှေရဲ့အခြေခံဖြစ်တဲ့တစ်မီမြေတထုရေဆိုတဲ့ dressing ၅ပါးမှာအပင်ကတစ်သား dressing ဖြစ်ပြီးတော့တိုးတက်ခြင်းစိမ့်လန်းဆိုပြခြင်းနဲ့ကျန်းမာခြင်းကိုဆောင်ပါတယ်နောက်ပြီးတော့ဖုံးရွှေကသိပ္ပံနီးကျလို့ပြောတဲ့အချိန်မှာသိပ္ပံနီးကျအကျိုးကျေးဇူးတွေဟာဘာလဲဆိုတာကိုကျွန်တော်ပြောပြချင်ပါတယ်အပင်တွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့အောက်ဆီဂျင်ကိုထုတ်ပေးပါတယ်ဒါဟာကိုယ်အိမ်တွင်းမှာရှိတဲ့လေထုကိုတန့်စင်ပေးတာပါပဲအိမ်တန်းညစ်ညမ်းစေတဲ့အဆိပ်ငွေတွေကိုစုပ်ယူပေးတယ်နောက်ပြီးတော့အစိမ်းရောင်ကိုကြည့်ရတဲ့အတွက်စိတ်ဖိစီးမှု stress ကို short ကျစေပြီးတော့စိတ်ကိုတည်ငြိမ်စေပါတယ်ဖုံးရွှေဆိုတာလက်တွေ့ကျတဲ့စိတ်ပညာနဲ့လူနေမှုအစဉ်အတန်းမြင့်တင်ခြင်းပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်ပြည့်သက်တွေကိုပို့ပြီးတော့နားလည်အောင်ကျွန်တော်ပြောပြရမယ်ဆိုရင်ဥပမာအနေနဲ့လေဝင်လေထွက်နဲ့တန့်ရှင်းမှုပါ။အိမ်ရှိဝင်ပေါက်မှာဖက်နှက်တွေအမိုက်တွေရှုံးပွားနေဖုံးရွှေညံ့တယ်လို့ပြောကြပါတယ်။ဒါဘေဒင်ပညာလို့နက္ခတ်ပညာလို့မဟုတ်ပါဘူး။အိမ်ထဲဝင်ချင်းညစ်ပတ်ရှုပ်ပွားနေတာမြင်ရရင်စိတ်ကအလိုလိုမကောင်းရပါဘူးစိတ်တူရပါတယ်လေကောင်းလေတက်မရတော့ပါဘူးအဲ့နေရာမှာစိမ့်လန့်တဲ့အပင်လေးတစ်ပင်ထားလိုက်ရင်မြင်ရသူဟာစိတ်ချမ်းသာသွားတာဟာလက်တွေ့ကြတဲ့ဖုံးရွှေပါပဲနောက်ဥပမာတစ်ခုအနေနဲ့အပင်ရဲ့ပုံသဏ္ဍာန်မှာဖုံးရွှေပညာမှာအရွက်ဝိုင်းပြီးအသားထူတဲ့အပင်ဥပမာကြောက်စိတ်ဧကရလိုပင်လိုမျိုးအပင်လိုမျိုးတွေဟာစွဲအင်ကောင်းတယ်လို့သတ်မှတ်ပြီးတော့စူးများတဲ့ကဏ္ဍရအပင်မျိုးကိုအိမ်ထက်မှအလွယ်တကူမထားခိုင်းပါဘူးဒါဟာရတရားချေတာမဟုတ်ပါဘူးငွေတွင်းကားရွက်နဲ့တူတဲ့ကြောက်စိတ်ဧကရအရွက်ဝမ်းဝမ်းလေးတွေကိုမြင်ရသူတွေဟာစိတ်အေးချမ်းစေပြီးတော့စူးရှိတဲ့အပင်တွေကအိမ်ထဲမှာလှုပ်ရှားသွားလိုက်ရင်အစင်မပြေမှုဒါမှမဟုတ်ထိခိုက်မှုဒဏ်ရာရမှုတွေဖြစ်စေနိုင်လို့ရှောင်ခိုင်းတာမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဖုံးရွှေပညာဆိုတာဘေဒင်ပညာတွေနက္ခတ်ပညာတွေရတရားချေတာတွေလုံးဝမဟုတ်ပါဘူး။မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင်ကိုတဘာဝတရားနဲ့အညီလှပအောင်စိမ့်လန့်အောင်လေဝင်လေထွက်ကောင်းအောင်ဖန်တီးပြီးတော့မိမိတို့ရဲ့စိတ်ကျန်းမာရေးကိုယ်ကျန်းမာရေးကိုမြင့်တင်ပေးတဲ့လက်တွေ့ကျတဲ့နေထိုင်မှုအမှုပညာ art of living တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဖုံးရွှေပညာဆိုတာဘေဒင်နက္ခတ်တွေနဲ့ရတရားတွေခြေလို့ရတဲ့ပညာလုံးဝမဟုတ်ပါဘူး။မိမိတို့နေထိုင်တဲ့အိမ်ပတ်ဝန်းကျင်ကိုတဘာဝတရားနဲ့အညီလှပအောင်စိမ့်လန့်အောင်ဖန်တီးထားပြီးတော့မိမိတို့ရဲ့စိတ်ကျန်းမာရေးကိုယ်ကျန်းမာရေးကိုမြင့်တင်ပေးတဲ့လက်တွေ့ကျတဲ့နေထိုင်မှုအမှုပညာ art of living တာဖြစ်ပါတယ်ဗျာ။မိမိတို့ရဲ့အိမ်မှာရောဘယ်လိုအပင်လေးတွေစိုက်ပြီးတော့ဖုံးရွှေစမ်းအင်တွေတိုးမြင့်ထားကြတယ်လဲဆိုတာ comment မှာမျှဝေပေးခဲ့ကြပါဦးအပင်အကြောင်းတဘာဝအကြောင်းဘွန်ဆိုင်အကြောင်းတွေစင်ဆက်မပြတ်သိရှိနိုင်ဖို့ကျွန်တော် channel လေးကိုလည်း like and follow လုပ်ထားပေးကြပါဦးเนาะအားလုံးပဲအပင်လေးတွေနဲ့အတူစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေဗျာနောက်ပတ်မှာပြန်တွေ့ကြမယ်လေကျေးဇူးတင်ပါတယ်